မင်္ဂလာပါမင်္ဂလာရှိရဲ့နက်နက်ခင်လေးပါမှာကတော့လီလီပဲဖြစ်ပါတယ်ဒီနေ့မနက်ခင်လေးမှာကိုယ့်ရဲ့စိတ်ဝိညာဉ်ကိုနှိုးထားစေဖို့နဲ့တနေ့တာလုံးကြွယ်ဝမှုတွေပြည့်စုံစေဖို့အတွက်ဒီ meditation လေးကိုဖန်တီးပေးလိုက်ပါတယ်Universe ကကိုယ့်ကိုကုစားပေးဖို့အတွက်ဖိတ်ခေါ်လိုက်တာပါကျမနဲ့အတူတူဒီ12မိနစ်စာခရီးစဉ်လေးကိုရှောက်လန်းကြည့်ကြရအောင်ဒါလေးကတော့ Morning Abundance Meditation လေးပဲဖြစ်ပါတယ်တတောင်တတာရှိတဲ့အနေအထားမှာထိုင်ပါဒါမှမဟုတ်ရင်လှဲလျောင်းနေလို့လည်းရပါတယ်အစဉ်သင့်ဖြစ်ပြီးဆိုတဲ့အခါမျက်လုံးလေးတွေကိုပိတ်လိုက်ပါမယ်နှာခေါင်းလေးကနေလေကိုဟိုးအတွင်းထဲအထိရောက်အောင်ရှူသွင်းလိုက်ပါပြီးရင်ပါးစပ်ကနေလေကိုဖြည်းဖြည်းချင်းပြန်မှုတ်ထုတ်လိုက်ပါကိုရှူသွင်းလိုက်တဲ့လေတိုင်းဟာအလင်းစွမ်းအင်တွေဖြစ်ပြီးရှူထုတ်လိုက်တဲ့လေတိုင်းဟာသင်အတွင်းထဲကမောဟတွေပူပန်မှုတွေကိုတည်ဆောင်သွားပြီလို့ယုံကြည်လိုက်ပါအခုကျမရွတ်ဆိုပေးမယ်စကားလုံးလေးတွေကိုစိတ်ထဲကဖြစ်စီပါးစပ်ဖြာလေးကဖြစ်စီခုဆိုကြည့်လို့ရပါတယ်ကျွန်ုပ်ဒီယနေ့နနက်ခင်းဤတန့်ရှင်းလက်ဆက်သောစွမ်းအင်သစ်များကိုကြိုဆိုပါသည်ကျွန်ုပ်ဒီယနေ့နနက်ခင်းဤတန့်ရှင်းလက်ဆက်သောစွမ်းအင်သစ်များကိုကြိုဆိုပါသည်ကျွန်ုပ်၏ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်ဟာဥဒ္ဒခြင်းအလင်းရောင်အောက်တွင်အပြည့်အဝနိုးထလာပါပြီကျွန်ုပ်၏ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်ဟာဥဒ္ဒခြင်းအလင်းရောင်အောက်တွင်အပြည့်အဝနိုးထလာပါပြီကျွန်ုပ်သည်အချစ်ငြိမ်းချမ်းမှုနှင့်ကြွယ်ဝမှုတို့စီစဉ်ရာလမ်းကြောင်းတစ်ခုဖြစ်ပြီးကျွန်ုပ်သည်အချစ်ငြိမ်းချမ်းမှုနှင့်ကြွယ်ဝမှုတို့စီစဉ်ရာလမ်းကြောင်းတစ်ခုဖြစ်ပါတယ်စัจ java ဝလာကြီးထဲမှာအကန့်အသတ်မရှိရဲ့အခွင့်အလမ်းတွေဟာကျွန်ုပ်စီကိုမြည်ရည်လိုစီးဆင်းလာပါတယ်စัจ java ဝလာကြီးထဲမှာအကန့်အသတ်မရှိရဲ့အခွင့်အလမ်းတွေဟာကျွန်ုပ်စီကိုမြည်ရည်လိုစီးဆင်းလာပါတယ်
ကျွန်ုပ်သည်ငွေကြေးအောင်မြင်မှုနဲ့ကံကောင်းခြင်းတွေကိုတန်လိုက်တစ်ခုလိုဆွဲဆောင်နိုင်သူဖြစ်တယ်ကျွန်ုပ်သည်ငွေကြေးအောင်မြင်မှုနဲ့ကံကောင်းခြင်းတွေကိုတန်လိုက်တစ်ခုလိုဆွဲဆောင်နိုင်သူဖြစ်တယ်ကျွန်ုပ်လှုပ်ဆောင်သမျှသည်အောင်မြင်မှုအဖြစ်သို့ပြောင်းလဲသွားတယ်ကျွန်ုပ်လှုပ်ဆောင်သမျှအရာရာတိုင်းသည်အောင်မြင်မှုအဖြစ်သို့ပြောင်းလဲသွားတယ်အတိတ်ကတန်ရာဟောင်းတွေဟာအခုချိန်မှာအတွေ့အကြုံနဲ့အသိဉာဏ်အဖြစ်ပြောင်းလဲသွားပါပြီအတိတ်ကတန်ရာဟောင်းတွေဟာအခုချိန်မှာအတွေ့အကြုံနဲ့အသိဉာဏ်အဖြစ်ပြောင်းလဲသွားပါပြီကျွန်ုပ်သည်မိမိကိုယ်ကိုအပြည့်အဝချစ်မြတ်လိုပြီးအကောင်းဆုံးသောအရာများကိုပိုင်ဆိုင်ဖို့ထိုက်တန်ပါသည်ကျွန်ုပ်သည်မိမိကိုယ်ကိုအပြည့်အဝချစ်မြတ်လိုပြီးအကောင်းဆုံးသောအရာများကိုပိုင်ဆိုင်ဖို့ထိုက်တန်ပါတယ်ကျွန်ုပ်၏အတွင်းစိတ်သည်အမြဲတမ်းတည်ငြိမ်ပြီးလုံခြုံမှုရှိနေတယ်ကျွန်ုပ်၏အတွင်းစိတ်သည်အမြဲတမ်းတည်ငြိမ်ပြီးလုံခြုံမှုရှိနေတယ်ကျွန်ုပ်စီမှာအရန်ကိုလှပတဲ့အော်ရာလေးတွေရှိတယ်ကျွန်ုပ်စီမှာအရန်ကိုလှပတဲ့အော်ရာလေးတွေရှိတယ်ကျွန်ုပ်ဟာကိုရောင်ကိုဝါတောက်ပသူဖြစ်တယ်ကျွန်ုပ်ဟာကိုရောင်ကိုဝါတောက်ပသူတို့ဖြစ်တယ်ကျွန်ုပ်ဟာအမြဲတမ်းကံကောင်းတယ်ကျွန်ုပ်ဟာအမြဲတမ်းကံကောင်းတယ်ကျွန်ုပ်စီကိုလိုချင်တာမှန်သမျှရောက်လာတယ်လိုချင်တာမှန်သမျှဟာကျွန်ုပ်စီကိုရောက်လာကြတယ်Universe ရဲ့ချစ်ချင်းမြတ်တာတွေကိုအပြည့်အဝရရှိကူတူဖြစ်ပါတယ်
Universe ရဲ့ချစ်ချစ်မြတ်တာတွေကိုအပြည့်အဝရရှိသူတူဖြစ်ပါတယ်အခုဆိုရင်တင့်ရဲ့စွမ်းအင်တွေဟာအတစ်တပံပြန်လဲလန်းဆန်းလာပါပြီဒီနေ့မှာကြုံတွေ့ရမယ့်အရာတွေအားလုံးဟာကိုယ့်အတွက်သင်ခန်းစာကောင်းတွေလက်ဆောင်မွန်တွေပဲဖြစ်လာပါလိမ့်မယ်ဒီခံစားချက်ကိုတနေ့တာလုံးသိဆောင်သွားပါသိစီမှာလိုအပ်တာထက်ပိုတဲ့ကြိုးရမှုတွေရှိနေတယ်ဆိုတာကိုယုံကြည်လိုက်ပါသင်ဟာလောကကြီးအတွက်ဘိုးတန်တဲ့လူသားတစ်ယောက်ပါဒီနေ့မနက်ခင်းလေးမှာပြုစုပေးသွားတဲ့ affirmation meditation လေးဟာဒီမှာပဲပြီးဆုံးပါပြီ။တနေ့တာလုံးမှာပျော်ရွှင်ခြင်းတွေပိုင်ဆိုင်နေကြပါစေ။ကိုဟာအဆင်သင့်ဖြစ်ပြီဆိုရင်လက်ချောင်းလေးတွေကိုလှုပ်ရှားပေးပါ meditation ထိုင်နေတဲ့လူတွေအတွက်ပေါ့နော်။လက်ချောင်းလေးတွေကိုလှုပ်ရှားပေးပါခြေချောင်းလေးတွေကိုလှုပ်ရှားပေးပါကိုယ့်ရဲ့ခန္ဓာကိုယ်ကခြေလက်ကလေးတွေကိုအကျောဆန့်တယ်လို့မျိုးဆန့်ထုတ်လိုက်ပါပြီးလို့ရှိရင်နှလုံးလေးကိုဖိဖိချမ်းဖွင့်နိုင်ပါပြီဒီနေ့အတွက်ကံကောင်းပါစေကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်